ချစ်တို့ရေဂရင်းပြတ်နေပြီးထမင်းစားလို့မကောင်းဘူးဆိုလို့ရှိရင်ဒီဟင်းလေးကိုချက်စားကြည့်နော်အမဲအကျော်အသားတွဲရက်ကလေးကိုခင်းညင်စီငပိကျက်ဆက်ဆက်ကလေးချက်ပြီးတော့ပင်စိမ်းလေးအုပ်ထားတာရဲ့ချမ်းငါးသီးလေးကိုပစွန်ကြောက်လေးနဲ့အချိုလေးကြော်ထားတာရဲ့နဲ့အရန်ကိုလိုက်ဖက်ပြီးတော့ထမင်းစားလို့မိန်တဲ့ဟင်းအတွက်ဆက်လေးပါအမဲအကျော်အစားတွေကကိုရီစားဖို့အတွက်ဆိုပြီးတော့ဝယ်လာခဲ့တာအမဲသားတုံးတွေကကြတော့တသားအတွက်ဖြည့်ဆွက်စာကျွေးမယ်ဆိုပြီးတော့ဝယ်လာခဲ့တဲ့ဟာလေးတွေပါတသားက6လဖြည့်ဆွက်စာစားနေတာဆိုတော့အမဲသားက2တုံး3တုံးကိုပဲပေါင်းပြီးတော့ကြိတ်ကျွေးရတာဆိုတော့ပိုတဲ့ဟာလေးတွေကိုကိုရီရဲ့အမဲကျော်တွေနဲ့ရောပြီးတော့ချက်စားလိုက်ပါတယ်အရင်ဦးဆုံးစားအချိုမုံနနွင်းမုံရဲ့ဂျင်းကျက်စုပ်ပြူရဲ့ကြိတ်ထားတာလေးကိုအရင်ညှစ်ပြီးတော့အမဲသားရည်ထဲမှာထည့်ပြီးတော့နေပေးပါမယ်ညကလေးကကြိုပြီးတော့နေနှက်ပြီးတော့ရဲတိုင်မှာတိမ့်ပြီးတော့မနက်မှာချက်တယ်ဆိုရင်အမဲသားအနံ့ကပိုမွေးပြီးတော့စားလို့ကောင်းပါတယ်။တကယ်လို့ကိုကအချိန်မရဘူးဆိုလို့ရှိရင်လည်းမချက်ခင်နိုင်ဝက်တော့ကြိုပြီးတော့နေနှက်ထားပေးမယ်ဆိုလို့ရှိရင်ပိုပြီးတော့ကောင်းပါတယ်။ဟင်းချက်ဖို့အတွက်အိုးထဲကိုစီထည့်ပါမယ်။စီပူလာပြီဆိုလို့ရှိရင်တော့ကြက်သွန်နီကြက်သွန်ဖြူချင်းရောပြီးတော့ကြိတ်ထားတာလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်။မီးလေးနဲ့ချင်းကြက်သွန်ဖြူကြက်သွန်နီလေးတွေအနှံမွေးပြီးတော့ကျွတ်လာတဲ့အထိစီတက်ပေးရပါမယ်။ပြီးရင်တော့နွနွင်းမုံအနှဲငယ်ထည့်ပြီးတော့မွေပေးပါမယ်။မျိုးသီးခွဲချမ်းမှုကိုလည်းကိုစားနိုင်သလောက်အနေထားကိုထည့်ပြီးတော့စီတက်ပေးရပါမယ်။ညီမကတော့ဆက်ဆက်လေးစားချင်တာဖြစ်တဲ့အတွက်ကြောင့်မျိုးသီးမုံလေးနည်းနည်းပိုထည့်ထားပါတယ်။ပြီးလို့ရှိရင်အစိမ်းမုံအယောင်တင်မုံကိုလည်းထည့်ပြီးတော့စီတက်ပေးပါမယ်။ပြီးလို့ရှိရင်တော့ခင်းညင်သီး3လုံးလောက်ကြိတ်ထားတာလေးတွေကိုပါထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။အရသာအတွက်ကတော့ချိုမုံရဲ့စားရဲ့အနှဲငယ်စီထည့်ပေးပါမယ်။ခဲညင်သည့်ငပိချက်ဖြစ်တဲ့အတွက်ကြောင့်မလို့လေးလေးပင်ပင်နဲ့ရတာရှိအောင်ငပိအနှဲငယ်ထည့်ပြီးတော့စီတက်ပေးပါမယ်။ခဲညင်သည့်အစိမ်းနဲ့ရယ်ငပိစိမ်းနဲ့လေးရယ်ပျောက်တဲ့အထိမီးလေးထားပြီးတော့ရေမထည့်ဘဲနဲ့အရင်ဆုံးတေချာလေးမီးဖို့ပေါ်မှာစီတက်ပေးပါမယ်။ပြီးလို့ရှိရင်တော့ခုနကအရသာနယ်နှက်ထားတဲ့အမဲသားတွေကိုထည့်ပြီးတော့လုံပေးပါမယ်။ရေကိုချက်ချင်းမထည့်သေးဘဲနဲ့အမဲသားတွေကိုအရသာဝင်အောင်ခဏလောက်ထားပေးပါမယ်။အမဲသားလေးတွေအယောင်ပြောင်းသွားပြီဆိုလို့ရှိရင်တော့စီကိုကိုလိုတလောက်ထည့်ပြီးလို့ရှိရင်မီးအေးနဲ့အရင်ဆုံးတည်ထားပေးရပါမယ်။အမဲသားကအကျော်သားတွဲရမလို့နူးဖို့အတွက်အချိန်ကြာကြာချက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေအေးမထည့်ဘဲနဲ့ရေနွေးထည့်ပြီးတော့မီးအေးထားပြီးတော့ချက်ပြီးလို့ရှိရင်ပို့ပြီးတော့နူးလွယ်ပါတယ်။အမဲကြောတွေကိုတေချာလေးနူးစေချင်တယ်ဆိုလို့ရှိရင်တော့ရေကိုမြုပ်အောင်ထည့်ပေးပြီးလို့ရှိရင်မီးအေးအေးလေးနဲ့ပဲတည်ထားပေးပါမီးအပူဆုံးနဲ့ထားပြီးတော့ရေမြန်ခမ်းသွားတဲ့အခါကျလို့ရှိရင်အမဲအကြောတွေကမအေးပဲနဲ့မာသွားတတ်တာမလို့မီးအေးအေးလေးနဲ့စိတ်ရှည်လက်ရှည်ထည့်ပြီးတော့ချက်ပေးဖို့လိုပါတယ်နော်အမဲသားကိုတည်ထားတော့မှကျန်းကားသီးကြော်ပါမယ်။ကျန်းကားသီးမကြော်ခင်ပေါ့နော်အရင်ဦးဆုံးစားတွေနဲ့တေချာလေးနယ်ပေးပါမယ်ရှင်။ကျန်းကားသီးရဲ့အခါးရည်တွေထွက်စေခြင်းလဲဆိုရင်ကျန်းကားသီးကိုနွမ်းတဲ့အထိတေချာလေးနယ်ပေးရပါမယ်။ညီမကတော့ကျန်းကားသီးအခါးရည်ကိုမထွက်စေချင်တာကြောင့်မလို့ဒီနည်းနည်းပဲပေါ့နော်ဖွားလေးပဲနယ်ထားပေးပါတယ်။ချမ်းကားလေးတွေကိုစားနဲ့နယ်ပြီးတော့ခဏနှက်ထားပြီးတော့မှအမဲသားအိုးကိုပြန်သွားကြည့်ပါမယ်။အမဲသားအိုးကတော့ရေတော်တော်လေးခမ်းပြီးတော့အမဲကြောလေးတွေကတော့နည်းနည်းလေးတော့နူးနေပြီပေါ့နော်။ဒါပေမဲ့ကိုလိုချင်တဲ့အနေအထားရောက်တဲ့အထိတော့ထပ်ပြီးတော့တည်ထားပေးဖို့လိုတာမလို့ကြည့်ပြီးလို့ရှိရင်လိုအပ်လို့ရှိရင်ရေနွေးထပ်ထည့်ပြီးတော့တည်လို့ရပါတယ်။အခုလိုမျိုးစီကြမ်းရေချမ်းအနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ပင်စိမ်းလေးအုပ်ပြီးတော့သုံးဆောင်လို့ရပါပြီ။တကယ်လို့ပင်စိမ်းမကြိုက်ဘူးဆိုလို့ရှိရင်လည်းမြန်မာနန်းနန်းဒါမှမဟုတ်ရှမ်းနန်းနန်းကိုထည့်မယ်ဆိုလည်းရပါတယ်နော်။ဒါပေမဲ့ဒီပင်စိမ်းနန်းလေးကတော့လေအရန်မှုေးပြီးတော့ဒီမဲသားငပိချက်နဲ့လိုက်ဖက်ပြီးတော်တော်လေးကိုစားကောင်းတာမလို့စမ်းပြီးတော့ချက်စားကြည့်ပါနော်။ခုနကတော့စားနဲ့နယ်ပြီးတော့နှက်ထားတဲ့ကျန်းကားသီးလေးတွေကိုရေးဆေးပါမယ်။ညီမခုနရှင်းပြသလိုပဲပေါ့နော်ကျန်းကားသီးကိုအခါလုံးဝထွက်ချင်တယ်ဆိုရင်တော့စားနဲ့နာနာလေးဖိပြီးတော့နွမ်းတဲ့အထိနယ်ပြီးတော့အရည်တွေထွက်အောင်ညှစ်ပေးရမှာပါ။ဒါပေမဲ့ညီမကတော့ဒီလိုမျိုးခါခါလေးကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးနွမ်းနေအောင်မလုပ်ထားဘူးပေါ့နော်။ရေကိုနည်းနည်းပဲဖွားလေးဆေးပြီးတော့ညှစ်ထားပေးပါတယ်။ကျန်းကားသီးကြော်ဖို့အတွက်အိုးထဲကိုစီနှဲငယ်ထည့်ပေးပါမယ်။စီပူလာပြီဆိုလို့ရှိရင်တော့ကြက်သွန်ဖြူနဲ့ကြက်သွန်နီကြိတ်ထားတာလေးတွေထည့်ပေးပါမယ်။ဒီထဲမှာတော့ဂျင်းတော့မထည့်ထားပါဘူးနော်။ဂျင်းကြက်သွန်ဖြူတွေရွှေဝါရောင်ပြောင်းလာပြီဆိုလို့ရှိရင်တော့နနွင်းမုံအနည်းငယ်ထည့်ပေးပါမယ်ရှင်။ပြီးလို့ရှိရင်တော့ရေဆေးထားတဲ့ပစွန်ကြောက်လေးတွေထည့်ပေးပါမယ်။ပစွန်ကြောက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ရေဆေးပြီးတော့ရေစစ်ထားတဲ့ကျန်းကားသီးလေးတွေကိုထည့်ပြီးတော့မှွေပေးပါမယ်။ကျန်းကားသီးလေးကိုရေနွေးနည်းနည်းထည့်ပြီးလို့ရှိရင်ကျန်းကားသီးလေးတွေနူးသွားတဲ့အထိချက်ပေးပါမယ်။ဒီနေရာမှာညီမကကျန်းကားသီးကိုလည်းအရန်အီဖြစ်တော့တာမကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ရေနွေးနည်းနည်းလေးပဲထည့်ပြီးတော့မီးပြင်းပြင်းလေးနဲ့ရေမြင်မြန်ခန့်အောင်လို့တည်ထားပေးပါလေရှင်။
အခုဆိုလို့ရှိရင်တော့စိမ့်စိမ့်လေးနဲ့အရန်ကိုစားလို့ကောင်းတယ်ကျင်းကားသီးပစုံကြောက်အချိုကျော်လေးရဲ့အမဲသားငပိချက်ကိုပင်စိမ့်အုပ်ထားတာလေးရဲ့ချက်ပါပြီဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်